relationship တွေမှာဘာကြောင့်မလို့မိစဉ်ကပွင့်လင်းရမယ်ပွင့်လင်းတဲ့ relationship ပွင့်လင်းတဲ့ဆက်ဆံရေးဖြစ်မှာပဲ relationship ကရှေ့ဆက်လို့ရမယ်လို့ဘာကြောင့်ပြောရတာလဲဆိုလို့ရှိရင်တခါလေးမှာမိစဉ်တို့တွေကထင်ကြီးတွေနဲ့ကိုယ့် relationship ကိုတွားနေကြတာမျိုးရှိရပေါ့နော်ထင်ကြီးနဲ့ဆိုတဲ့အခါမှာဘယ်လိုမျိုးလဲဆိုတော့တခါတလေမှာပေါ့နော်ကိုယ့်ချစ်သူကအရန်တွေအလုပ်များနေတယ်ကိုပုံမှန်ပို့နေတဲ့အချိန်စာရီမပို့နိုင်ဘူးဖုန်းမဆက်နိုင်ဘူးဆိုတဲ့အခါမှာဆိုလို့ရှိရင်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ပွန့်ပွန့်လင်းလင်းပေါ့နော်မေးလိုက်ရမယ့်အစားထင်ကြီးတွေနဲ့ပဲမိစဉ်တို့တွေကတစ်ဖက်သက်အမြင်တွေနဲ့ရှေ့ဆက်သွားနေကြတယ်ဥမာသူဘာလို့ဖုန်းမဆက်တာလဲသူဘာလို့စာမပို့တာလဲအဲ့ဒီအရာကိုကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ပါတနာကိုပွန့်ပွန့်လင်းလင်းမေးရမယ့်အစားသူငါ့ကိုမချစ်တော့ဘူးတနေ့သူငါ့ကိုပြစ်သွားပြီလားမသိဘူးသူနောက်တစ်ယောက်တွေ့နေပြီလားမသိဘူးဆိုတော့အဲ့လိုပုံစံမျိုးထင်ကြီးနဲ့မိစဉ်တို့တွေကကိုယ့်ရဲ့ relationship ကိုရှေ့ဆက်သွားနေကြရပေါ့နော်အဲ့ဒီခါမှာဘယ်လိုတွေဖြစ်လာလဲဆိုလို့ရှိရင်ထင်ကြီးနဲ့သွားတဲ့ဆက်ဆံရေးဒီတစ်ချိန်ကြာလို့ရှိရင်ကိုကအကွဲကြောင်းစတွေဖြစ်လာနိုင်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်တစ်ဖက်လူကအမှန်တကယ်ကတော့အလုပ်လုံးဝကိုမအားနေလို့ကိုစာမပို့နိုင်တာတို့ဖုန်းမပြောနိုင်တာတို့ဒီလိုအခြေအနေမျိုးဖြစ်တယ်ဒါကိုကထင်ကြီးနဲ့သွားတဲ့အခါမှာဆိုလို့ရှိရင်ကိုဟာအမြဲတမ်းပူလောင်နေရတယ်နောက်တစ်ခါကျတော့ overthinking တွေဖြစ်လာတယ်ဒီရဲ့အရာဒီမိစဉ်တို့ကကိုယ့်ရဲ့ခံစားချက်ကိုကိုယ့်ရဲ့ပါတနာကိုယ့်ရဲ့ချစ်သူပေါ်မှာမပွင့်လင်းရာကနေပြီးတော့မှအဲ့ဒီအရာကဒီကိုပြန်ပြီးတော့မှပူလောင်စေရတယ်စိတ်တော့ကရောက်စေရတယ်ပျော်ရွှင်မှုတွေမရှိတော့ဘူးဖြစ်စေရပေါ့နော်ဒါကြောင့်မလို့ relationship မှာမိစဉ်တို့ကနှစ်ယောက်အတူတူဖန်တီးတိဆောက်ပြီးဆိုလို့ရှိရင်ပွင့်လင်းတဲ့ဆက်ဆံရေးရှိရမယ်ကိုယ့်ရဲ့ခံစားချက်တွေကိုလည်းပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြရမယ်တကယ်လို့ तू ကကိုစာမပို့နိုင်ဘူးဖုန်းမဆက်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီအရာကိုချက်ချင်းဖြေရှင်းတင်တယ်ပေါ့နော်နောက်တစ်နေ့ဒီတည့်သွားတာမျိုးမလုပ်ပဲနဲ့ဘာကြောင့်မလို့ကိုစာမပို့ရတာလဲဘာကြောင့်မလို့ကိုဖုန်းမဆက်နိုင်ရတာလဲဆိုတော့အကြောင်းအရာမျိုးတွေကိုအတူတူတိုင်ပင်ဖြေရှင်းတင်တယ်အဲ့လိုမဖြေရှင်းမဲနဲ့ကိုဟာထင်ကြီးနဲ့သွားနေမယ်ဆိုလို့ရှိရင်ဒီရဲ့ဆက်ဆံရေးဟာဘလောက်ပဲရေရှည်သွားနေပါစီနှစ်ယောက်သားစိတ်ခံစားချက်တွေကလည်းတဖြည်းဖြည်းနဲ့ဝေးကွာသွားစေနိုင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ relationship မှာတယောက်ကိုတယောက်ပွင့်ပွင့်လင်းလင်းရှိကြတဲ့ဆက်ဆံရေးဖြစ်နေပြီလားဆိုတာကိုကိုယ့်ရဲ့ relationship ကိုပြန်လည်ပြီးတော့မှသုံးသပ်ကြည့်ပါလို့ဒီ video ကနေပြီးတော့မှမျှဝေပေးသွားချင်ပါတယ် relationship နဲ့ပတ်သက်ပြီးတော့မှ mindset ပိုင်းကိုမျှဝေပေးနေတဲ့ Miss မဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်